ချက်စီကြီးုံနဲ့ဒီကောင်းရဲ့ model ကိုကျွန်တော်ခွဲလို့ရတယ်ဘယ်လိုလဲဆိုတော့အဲ့ဟာလေးတွေကျွန်တော်ပြပေးမယ်ဒီထဲမှာပြောပြပေးမယ်သူကချက်စီကြီးတိုင်းဒီကားက2023လား24လား25လား26လားဆိုတော့သိရတယ်အဲ့လေးတစ်ခုလည်းရှိတယ်အဲ့ဒါလေးကိုကျွန်တော်ဒီထဲမှာပြောပြပေးမယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ဇော်ပြပါကျွန်တော်ဒီနေ့ China ကားလေးတစ်စီးဖြစ်တဲ့ BAIC ကုမ္ပဏီကထုတ်တဲ့ Beijing X7 2026 model လေးကိုမိတ်ဆက်ပေးပါမယ် review လေးလုပ်ပေးမယ်ဒီကောင်းရဲ့အသေးစိတ်လေးပြောပြပေးမယ်ဒီကောင်းရဲ့အားနည်းချက်အသားချက်လေးလည်းကျွန်တော်ပြောပြပေးပါမယ်ဒီကောင်းရဲ့ history လေးကိုအရင်ပြောပြမယ်ဒီကောင်းရဲ့ကားကြောင်းလေးပြောခင်ဒီကောင်းရဲ့ history က2020ကလေးစထွက်တဲ့ BAIC ကထုတ်တဲ့ Beijing X7 နဲ့2020ကလေးထွက်တဲ့2023မှာစပြီးတော့ရုပ်ပြောင်းသွားတယ်အရင်တော့2020ရုပ်လည်းတော်တော်လေးမိုက်ပါတယ်ဒါပေမဲ့ဒီရုပ်ကတော့ပို့ပြီးတော့ထဲတယ်ပို့ပြီးတော့လမ်းပေါ်မှာလည်းရှိတယ်လမ်းပေါ်မှာလူသုံးအများများတယ်ဒီကာလာလည်းဒီကာလာဆိုရင်တူတုံးအဖြူနဲ့ခေါင်မဲနေပါဒီကောင်ဆိုရင်လည်းဒီကောင်ရဲ့ကာလာလေးကလူကြိုက်အရင်များတယ်အဖြူကြီးတစ်စီးတဲ့ဆိုင်တော့အဲ့လိုတူတုံးလေးကတော့ပို့ပြီးတော့ကြီးလို့ကောင်းတယ်ဗျဒီကောင်ရဲ့အရှိ share တွေဆိုရင်လည်းကျွန်တော်တို့ဟိုလုံးဝပြောင်းအောင် share ပဲတော်တော်လေးမိုက်တယ်အောက်မှာ adaptive cruise control ပါတယ်ပြီးတော့ sonar နှလုံးထိပါပါတယ်မီးတန်းအနေနဲ့ကျွန်တော်တို့သုံးထားရတယ် LED မီးတွေကတော်တော်လေးလာတယ်ဘာလို့အလဲတန်းမှာအလဲပါအပြည့်ဗျဒီကောင်ကမီးဖွင့်ထားတာเนาะကျွန်တော် daylight ဖွင့်ထားတာရိုးတန်းဟို daylight ဖွင့်ထားရင်တော့လင်းမယ်ပုံမှန်ဆိုတော့လင်းမှာမဟုတ်ဆက်သက်ထိုင်တော့မလင်းဘူးဗျဒါလေးကတော့ daylight ဖွင့်ထားလို့ပါဆက်တော့မလို့ထားဘူးအဲ့လေးရှိပါမယ်ဒီကောင်ရဲ့အပြင်ပိုင်းလေးပြောပြီးသွားတယ်ဒီကောင်ရဲ့အသေးလေးအင်ဂျင်ခန်းလေးကိုရင်ပြောပြမယ်အင်ဂျင်ပေါင်းက 1.5 လီတာတာဘိုနဲ့ထွက်တယ်အရင်တော့ကတော့ကျွန်တော် 1.5 လီတာတာဘိုမှာ PHEV plug-in hybrid ပေါ့အကောင်နဲ့ထွက်လာပါတယ်အခုနောက်ပိုင်းကတော့ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံနဲ့တော့မဝင်ဘူးတရုတ်ပြည်မှာရှိတယ်ဒါပေမဲ့ကျွန်တော်စီမှာတော့ 1.5 လီတာတာဘိုပဲရှိတယ် horsepower အနေနဲ့180 horsepower လောက်ထိထွက်တယ်ဗျ horsepower 180ဆိုတော့စိုးတော့မစိုးဘူးပေါ့180တော့0 to 100ကိုဘယ်လောက်ထိရလဲဆိုတော့ 9.8 second လောက်တော့ကြာတယ်နည်းတော့နှေးရလို့ပြောလို့ရတယ်မှာပါတယ်ဒါပေမဲ့ဒီကောင်ကလည်းဒီသူ့ site နဲ့သူ့ engine တွေကတော့ဒီလောက်တော့ရှိမှာပေါ့ဗျာအဲ့လောက်တော့ရှိတယ်ပြီးသွားရင်စီစားနှုန်းက1လီတာဘယ်လောက်ပဲရလဲဆိုရင်ဒီကောင်က73 74လောက်ထိတော့ရရလို့ပြောတယ်သို့တော့တကယ်နဲ့လက်တွေ့မှာမောင်းကြည့်ရင်တော့ကျွန်တော်တို့နင်းတဲ့လူပေါ်မှာမူတည်ရဗျနင်းရင်နင်းတဲ့လောက်တော့စီတော့စားတယ်ဗျဥမလေးပြောတော့စီစားတယ်စီမစားဘူးဆိုတော့မဟုတ်ဘူးစီတော့စားပါတယ်ချိုင်းနာကတော်တော်များများစီစားတက်တာတဲ့ဟာတော့ရှားပါတယ်စီစားလေးဂျပန်ကလည်းစားရင်တော့နည်းနည်းတော့တက်တာဝါပဲရှိတယ်ဂျပန်က 2.5 တို့ဘာလို့လဲရှင်းမယ်ဆိုရင်တော့ဟို level လောက်ပါပဲအဲ့လိုတော့ရှိပါတယ်သူရဲ့ဟာလေးပေါ့ကျွန်တော်တို့မောင်းကြီးရသလောက်ပေါ့တီးသလောက်လေးပြောပြတာဗျပြီးသွားရင်ဒီကောင်ကဟိုချက်စီကြီးုံနဲ့ဒီကောင်ရဲ့ model ကိုကျွန်တော်ခွဲလို့ရတယ်ဘယ်လိုလဲဆိုတော့အဲ့ဟာလေးတွေကျွန်တော်ပြပေးမယ်ဒီထဲမှာပြောပြပေးမယ်သူကချက်စီကြီးတိုင်းဒီကားက2023လား24လား25လား26လားဆိုတော့သိရတယ်အဲ့လေးတစ်ခုလည်းရှိတယ်အဲ့ဒါလေးကိုကျွန်တော်ဒီထဲမှာပြောပြပေးမယ်အရင်ဆုံးဒီကောင်ရဲ့အတွင်းကန်းလေးကိုပြပေးမယ်အဲ့ဒါလေးကိုနောက်မှပြောပြမယ်အတွင်းကန်းကတော့ကျွန်တော်တို့360ကင်မရာပါတယ်ပြီးသွားရင်အတွင်းကလုံးဝဟိုဘယ်လိုပြောရမလဲ luxury ပေါ့ကျွန်တော်တို့ BMW တို့ဘာလို့မှပဲသုံးတယ်အဲ့လိုမျိုးကာလာမျိုးကိုသုံးထားတယ် luxury sun နဲ့ luxury ပြီးရင်ဒီမှာ panoramic sunroof ပါတယ်ဒီမှာဒါဆိုအသစ်တွေဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာခလုတ်တွေကစဟို plastic တွေကတ်ထားတယ်ဗျာလုံးဝ0ကီလို蓝牙已连接တရုတ်ကားဖြစ်တဲ့အတွက်တရုတ်တန်လေးတော့နည်းပါမယ်ဗျလုံးဝ panoramic sunroof ပါဖွင့်လို့လည်းရပါတယ်ဒီကောင်ကဖွင့်လို့လည်းရတယ် CRI အနေနဲ့တော့ကျွန်တော်တို့မော်တာနဲ့မဟုတ်ပါဘူး manual ပါပဲချိန်မယ်ဆိုတော့ manual ပဲ CRI control တွေပါမယ်ပြီးွားရင်ဒီမှာ black box လေးပါတယ်ဒီကောင်မှာ black box ကကျွန်တော်ဘယ်လိုအသုံးပြုလဲဆိုရင်ကျွန်တော်တို့ဟိုပါပေါ့ဒီကောင်ရဲ့ black box ကဘယ်လိုအသုံးပြုလို့ရလဲဆိုရင်ကျွန်တော်တို့ memory card လေးဒီမှာထည့်ရပါတယ် memory card ထည့်ပြီးတော့ဖွင့်ထားလိုက်အောင်မယ် camera auto ပါပြီးသားပါကျွန်တော်တို့ဘာမှလုပ်ကြမလို့ဒီနောက်မှာ memory card လေးထည့်တဲ့ပေါက်ပါပါတယ်အကောင်လေးထည့်ပြီးတော့ black box လည်းသုံးလို့ရပါတယ်အဲ့ဒါလေးသုံးနည်းလဲကျွန်တော်ပြပြပေးပါမယ်ပြီးွားရင်ဒီကားရဲ့အသေးစိတ်လေးဒီမှာ infotainment TV ပေါ့အဓိက infotainment TV ကတော့တော်တော်ကြီးတယ် 12.8 လက်မ infotainment TV နဲ့လုံးဝဟို just စင်ကြီးပေါ့ဗျာအကြီးပဲစက်ခွင့်အပြည့်နဲ့ကြည့်ရမှာကားမောင်းနေနေမသိရင်ဖုန်းသုံးနေတဲ့အတိုင်းပဲ TV က3လုံးပါတယ်လို့ပြောရမှာဒီဘက်ကတစ်ချမ်းကတကယ်တမ်းဆက်ထားနော်ဒါပေမဲ့ဒီလေကတော့ဘာမှအလုံးမလုပ်ဘူးဒီဘက်မှာကျတော့ကျွန်တော်ဒီကားမောင်းနေတဲ့အချိန်မှာ display ပေါ့ကီလိုမီတာပြမယ်စီဘယ်လောက်ရှိလဲပြမယ်ကီလိုဘယ်လောက်ကုန်သွားပြမယ်တခု error တက်ရင်ဒီပေါ်မှာပြမယ်အဲ့လိုမျိုးလေးပေါ့ဒီကောင်းမှာတော့ဒီဘက်က TV မှာကျတော့ကျွန်တော်တို့ကားရဲ့ဟို setting ကိုပဲသွားမလား setting ဘိုင်းတွေကလီရင်လားကလီလို့ရ Wi-Fi ချိတ်လို့ရမယ် Bluetooth ချိတ်လို့ရမယ် China ကဖြစ်တဲ့အတွက်တော့ကျွန်တော်တို့ဟိုကတော့မပါဘူးဗျ Apple CarPlay တွေ Android Auto တွေတော့သုံးလို့မရဘူးသုံးရင်တော့တက်ပစ္စည်းတစ်ခုခံပြီးတော့သုံးလို့တော့ရတဲ့ဟာတော့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့မလုပ်ဘူးကျွန်တော်မစမ်းဘူးတောက်ဗျအဲ့လိုလေးတော့ရှိမယ်ပြီးွားရင်ဒီကောင်းရဲ့အဲ့ဒီ black box လေးဒါလေးကမိုက်ဒါဆိုရင်အခုကျွန်တော်တို့ဒါ black box ဖွင့်ထားတာပါ black box ဖွင့်ထားတယ်ဒီကောင်းဆိုရင်memory card ထည့်ထားရင်ပါပဲကျွန်တော်တို့ memory card ထည့်ရင်လည်းအကုန်ရတယ်ဓာတ်ပုံရိုက်လို့လည်းရတယ်
ဒါဆိုအရှိပဲပေါ့ဓာတ်ပုံရိုက်ထားလို့ရတယ်ပြီးရင်ဗီဒီယိုထားလို့ရတယ်ပြီးရင် record လည်းအတန်အဖွင့်ပိတ်ပါပါတယ် close audio လည်းထားလို့ရတယ် audio ဖွင့်ထားခြင်းလည်းပိတ်ထားခြင်းလည်းရတယ်အကုန်ရတယ်ပြီးရင်ဒီကောင်အောက်မှာဆိုရင်ကျွန်တော်တို့ဒါကတော့ခုံပူခုံရေးတွေပါမယ်ဒီကောင်ရဲ့အကြိုက်ဆုံးကတော့ဒီစီးရီမှာထိုင်ကုန်မာဆက်တွေပါတာပါဒီကောင်လေးထိုင်ကုန်မာဆက်တွေပါတယ်ကျွန်တော်တို့ပုံမှန်နေဒီဟိုဟာနေမဟုတ်ဘူးဗျာအရှိ driver နဲ့ passenger တွေမဟုတ်အနောက်ကလူတွေအတွက်ပါအကုန်သုံးလို့ရတယ်ဈေးကုန်တော့ပါတယ်ဗျာပြီးွားရင်ထိုင်ကုန်အပူအေးရောပါတယ်နော်ရိုးတန်းနဲ့မဟုတ်ထိုင်ကုန်အပူအေးလည်းပါတယ်အပူအေးရောအနောက်ကိုသုံးလို့ရတယ်နော်တကယ်မိုက်တယ်ဒီကောင်အဓိက passenger ဘက်ကိုဦးစားပေးထားတယ်ဘာလို့လဲဆိုတော့ passenger ဘက်မှာဆိုရင်ကျွန်တော်တို့ဒီမှာခြေတင်ကုန်ကစပါတယ်ခြေတင်ကုန်ကကျွန်တော်လန့်ချလိုက်မယ်ဆို180 degree တိတဝက်တိဖြန့်ထားလို့ရတယ်လုံးဝလဲနေလို့ရတယ်ဗျဒီကောင်ဒီခေါင်းကနေကြီးလိုက်တယ်သိရမှာပါဒီနားလေးမှာခြေတင်တဲ့ဥစ္စာတွေပါတယ်ကျွန်တော်ပြီးရင်လည်းအဲ့ဒါလေးပြပေးပါမယ်လက်ရှိကတော့ကျွန်တော်ဒါလေးက